ကားကိုဘယ်သူကစားပြီးတီထွင်ခဲ့ရလဲဆိုတာတော့ပြောဖို့ခက်ပါတယ်။ဒီနေ့ခေတ်ကျွန်တော်တို့မြင်တွေ့နေရတဲ့ကားတွေမှာသုံးတဲ့ internal combustion engine ဆိုတာကတော့ Carl Benz ဆိုတဲ့ဘယ်ကြီးက1886ခုနှစ်မှာဂျာမနီနိုင်ငံမှာတီထွင်ခဲ့တာပေါ့နော်။သူနဲ့အတူတစ်ခေတ်တည်းမှာပဲ Gottlieb Daimler ဆိုတဲ့ဘယ်ကြီးနဲ့ William Maybach တို့ကလည်းခင်မီဓာတ်ဆီအင်ဂျင်ကိုတီထွင်ပြီးတော့လေးဘိန်းတက်ကားတွေမှာစပြီးအသုံးပြုနေကြပြီပေါ့နော်။စသဖြင့်တော့အတူတူကလောက်ခဲ့တာမဟုတ်ပါဘူး။တက်စီလောက်ခဲ့ကြတာပါ။ Carl Benz ကတက်တူးလေးဖြစ်ပြီးတော့ Daimler နဲ့ Maybach တို့ကတက်ပေါ့နော်။ Mercedes-Benz ဆိုတဲ့ကုမ္ပဏီကတော့1926ခုနှစ်ကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာ Daimler ကုမ္ပဏီနဲ့ Benz ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့ Mercedes-Benz ဆိုပြီးဖြစ်လာတာပါ Mercedes ဆိုတဲ့နာမည်ဖြစ်ပေါ်လာပုံကလည်းထူးဆန်းပါတယ် Daimler ကုမ္ပဏီရဲ့အယောင်ကိုယ်စားလှယ်တူဖြစ်တဲ့ Emil Jannel ကသမီးနာမည်ပေါ့နော်နာမည်အတန်အတွက်တွေကတော့ကျွန်တော်သိမခေါ်တတ်လို့မှားခြင်းလည်းမှားမယ်ပေါ့နော်ဒါဖြစ်ပေါ်လာပုံလေးကိုပြောပြတာပါ Mercedes ဆိုတာလည်းကုမ္ပဏီတစ်ခုရဲ့နာမည်ပဲပေါ့နော် Benz ဆိုတာလည်းကုမ္ပဏီတစ်ခုရဲ့နာမည်ပဲနောက်မှသူတို့ပူးပေါင်းပြီးတော့ Mercedes-Benz ဆိုပြီးဖြစ်သွားတာပါစသတီထောင်ခြင်းတော့ Daimler Benz AG ဆိုတဲ့နာမည်နဲ့စပြီးတည်ထောင်ခဲ့တာပါ Mercedes ဆိုတာတော့ကားရဲ့နာမည်ပေါ့နော်နောက်မှ Mercedes-Benz ဆိုပြီးတော့တရားဝင်အမည်ပြောင်းလိုက်ကြပါတယ် Mercedes ဆိုတာမိန်းကလေးတယောက်ရဲ့နာမည်ပဲလို့ပြောခဲ့တယ်နော်ကားတွေကိုဘာလို့ယောက်ျားတိုင်းချစ်ကြလဲဆိုတာကားတွေဆိုတာမိန်းကလေးတွေနဲ့အများကြီးပဲပတ်သက်နေတယ်ဗျဒီနေရာမှာ Carl Benz ရဲ့မိန်းမအကြောင်းကိုလည်းပြောပြပါအောင်မယ်သူသာမရှိရင်ဒီနေ့ခေတ်ကားတွေဆိုတာမြင်မှလည်းမြင်နေရမှာဗျ Brother Benz ဆိုတာတော့ Carl Benz ရဲ့မိန်းမပေါ့နော် Carl Benz ဆိုတဲ့ဘဲကြီးကသူကတီထွင်နိုင်တယ်ဗျစီးပွားရေးပိုင်းကတိတ်မကျွမ်းကျင်ဘူးပေါ့နော်သူမိန်းမကပဲငွေကြေးတွေအကုန်ထုတ်ပေးခဲ့တာပါကားတွေဆက်ပေါ်လာခြင်းတော့လူတွေကတိတ်ပြီးယုံကြည်မရှိကြဘူးပေါ့နော်အဲတော့မြင်းလဲတို့နွားလဲတို့ခစ်တွေပေါ့ခကြီးတွေအရှိကြီးသွားမယ်ဆိုရင်ဒီမြင်းလဲတွေကိုပဲအားကိုးပြီးအသုံးပြုနေရတဲ့ခစ်ပေါ့ Brother Benz ကသူ့ယောက်ျားတီထွင်ထားတဲ့ကားကိုအသုံးပြုပြီးတော့65မိုင်ကွာဝေးရှိတဲ့ခကြီးကိုသူ့သားနှစ်ယောက်နဲ့အတူတူပထမဆုံးကားကိုအသုံးပြုပြီးသွားတဲ့ခကြီးအရှိဖြစ်အမှတ်တမ်းဝင်အောင်သွားပြခဲ့ပါတယ်စီးပွားရေးအရာမှာလည်းလူတွေအများကြီးမြင်အောင်ကြော်ညာတဲ့သဘောပေါ့နော်အသစ်ဆန်းဆိုလူတွေကစိတ်ဝင်စားကြတယ်လေပထမဆုံးကားနဲ့ခကြီးသွားတာဆိုတော့လမ်းမှာ workshop တွေပါတယ်လည်းမရှိတော့လမ်းမှာပြစ်လို့ရှိရင်ကိုယ်တိုင်ပြင်ရတာပေါ့ဗျခကြီးဝေးသွားတဲ့အတွေ့အကြုံတွေကသူ့ယောက်ျားကိုသူကိုယ်တိုင်ပဲကားမှာဘာလိုအပ်ချက်တွေရှိရဲဂီယာပြဿနာတို့ brake ပြဿနာတို့ကိုပြောပြပြီးတော့ကြံနေပေးနိုင်ခဲ့တာပေါ့ဗျာ Brother Benz တာမရှိဘူးဆိုလို့ရှိရင်ကားပန်ကြီးကသူ့ရဲ့ဆန့်သက်ခန်းထဲမှာပဲတီထွင်နေမှာပေါ့နော်လက်တွေ့အပြင်လောကကိုကားတွေဆိုတာမြန်မြန်ရောက်လာမှာမဟုတ်ဘူးသူလုပ်ပေးလို့လူတွေလည်းတည်သွားတယ်ရောင်းရလဲရောင်းရတာပေါ့နော်နောက်ပိုင်းကျတော့အဲကြောင့်မိန်းမတွေကနေရာတကာမှာအရေးပါတယ်ဆိုတာကိုပြတာပါလောင်စာဆီကိုအသုံးပြုတဲ့အင်ဂျင်တွေမပေါ်ခင်တော့ကတော့ရေနွေးငွေ့အင်ဂျင်နဲ့ကားတွေလည်းရှိခဲ့ဦးတယ်ပေါ့နော်ဒါပေမဲ့ရေနွေးငွေ့အင်ဂျင်တွေဆိုတာနေရအကြီးတွေလိုတဲ့ weight တွေလည်းအလေးကြီးတွေပါတယ်ပေါ့နော်ဓာတ်ဆီအင်ဂျင်တွေလောက်ပေါ့ပါနဲ့သွားလာမလွယ်ကူဘူးပေါ့ဗျာဒီယိုနာဒိုဒါဗင်ချီကလည်းကားလိုယူဆလို့ရတဲ့စက်တက်ရင်တစ်ခုကိုသူ့ရဲ့ map စာအုပ်ထဲမှာဆွဲထားခဲ့ဦးတယ်ပေါ့နော်ကောင်ထဲတော့မပေါ်ခဲ့ပါဘူးသူကသူ့စိတ်ကူးနဲ့သူဆွဲထားတာပေါ့နော်2004ခုနှစ်ရောက်မှလူတယောက်ကဥဆောင်ပြီးတော့လီယိုနာဒိုရဲ့ဒီဇိုင်းကိုလက်တွေ့ပုံစံတိစောက်ပြသခဲ့ပါတယ်လက်ရှိအီတလီမြို့ကပြတိုက်တစ်ခုမှာအဲပုံစံငယ်ကိုပြသထားပါတယ်လီယိုနာဒိုဆိုတာတကယ်လေးစားဖို့ကောင်းတဲ့ဆရာကြီးပေါ့နော်ဒုက္ခတုန်းကကားဆိုတာမရှိဘူးပေါ့နော်သူ့ရဲ့ idea တွေကနှစ်4-500လောက်ကိုရှေ့ကိုပြေးနေတာပါဒုက္ခမှာတော့ကားတွေဆိုတာအရင်ခင်ပြီးတိုးတက်လာပြီးဤပညာတွေလည်းမြင့်လာပြီပေါ့နော်မောင်းနေသူတော့မလို့တော့ပဲနဲ့အလိုလျောက်မောင်းနေနိုင်တဲ့ကားတွေဆိုတာအများကြီးပေါ်နေပါပြီဒီလိုခင်မိတဲ့ကားတွေပေါ်လာဖို့ဆိုတော့လူတယောက်တည်းကပဲတီထွင်ပြီးကြံစားခဲ့တာတော့မဟုတ်ဘူးပေါ့ဗျာလူတွေအများကြီးရဲ့အကြံဉာဏ်တွေသုံးရတယ်ငွေကြေးအင်အားအချိန်အင်အားတွေလည်းအများကြီးပဲအသုံးပြုခဲ့ရပါတယ်အရေးကြီးဆုံးကတော့စိတ်ကူးအိမ်မက်တွေကိုအမှန်တကယ်အပြင်လက်တွေ့မှာဖြစ်လာဖို့ဆိုတာကြိုးစားအားထုတ်မှုတွေဇွဲလုံးလာတွေဝရိယတွေအများကြီးပဲလိုအပ်ပါတယ်ကျွန်တော်လည်းကိုတွေးထားတဲ့စိတ်ကူးတွေအိမ်မက်တွေကိုအကောင့်တွေပေါ်လာဖို့ဆိုတာအများကြီးကြိုးစားရပါအောင်မယ်ကားတွေဆိုတာကျွန်တော်တို့လူသားတွေကိုအကျိုးတွေလည်းအများကြီးဖြစ်စေသလိုဒေရုညဉ့်ဉန်းမှုတို့ယာတိဥတုပြောင်းလဲမှုတို့ဆိုတဲ့စိုးကျိုးတွေကိုလည်းဖြစ်စေတာမလို့ကျွန်တော်တို့လုပ်လိုက်တဲ့ရွေးချယ်မှုတွေတိုင်းမှာကောင်းကျိုးနဲ့ဆိုးကျိုးနှစ်ခုစလုံးကဒွန်တွဲနေပါတယ်ရိုးရိုးလေးတွေးလိုက်ရင်တော့ကားပဲပေါ့နော်တေချာတွေးကြည့်ရင်တော့ကျွန်တော်တို့ဘယ်ကိုသွားခြင်းလဲဆိုတာကိုယ့်ရဲ့ရည်မှန်းချက်ပါဘယ်သူတွေကိုခေါ်သွားမလဲဆိုတာကိုယ့်ရဲ့မိသားစုတွေမိတ်ဆွေတွေပေါ့နော်လမ်းမှာတွေ့ကြုံရတာတွေတော့ဘဝရဲ့အတွေ့အကြုံပေါ့ဗျာကားတစ်စီးကပေးတဲ့သင်ခန်းစာပေါ့ဗျာ